ပျောက်ဆုံးသွားတဲ့တားဖြစ်သူကို12နှစ်ကြာပြီးမှစတူခန်ရဲ့နေရန်ထဲမှာပိတ်လောင်ပြီးအသက်ခံထားရတယ်ဆိုတာသိရှိသွားခဲ့တဲ့မိသားစုရဲ့ဝမ်းနည်းကြေကွဲစရာဖြစ်ရမှန်မှုခင်းသတင်းလေးပဲဖြစ်ပါတယ်။လွန်ခဲ့တဲ့12နှစ်ဝန်းကျင်ကမိသားစုတစုရဲ့တားငယ်လေးရဆိုရင်ရုတ်တရက်ကြီးပျောက်ဆုံးသွားခဲ့ပါတယ်။မိသားစုတွေအနေနဲ့ကခလေးပျောက်တာကိုသိသိချင်းပဲရဲစခန်းကိုသွားပြီးတော့လူပျောက်ကြညာတိုင်ခဲ့ပေမဲ့လည်းဒီခလေးရဲ့သတင်းကအဆနာမကြားဘဲနဲ့ကွယ်ပျောက်သွားခဲ့ပါတယ်။ဒီလိုနဲ့ပဲ12နှစ်ကြာပြီးနောက်ပိုင်းမှာတော့မိသားစုတွေအနေနဲ့ဒီဟောင်းလွှမ်းနေတဲ့အိမ်အိုကြီးကိုဖျက်ပြီးတော့အိမ်အသစ်ဆောက်ဖို့လုပ်နေတဲ့အချိန်မှာသူတို့မထင်မှတ်ထားတဲ့ထိတ်လန့်ဖွယ်ရာဝမ်းနည်းကြေကွဲစရာဖြစ်တဲ့ခုကိုတွေ့ရှိခဲ့ရပါတယ်။အဲ့ဒါကတော့သူတို့ရဲ့အိမ်နောက်ဘေးမှာအမိဆွဲပြီးဆောက်ထားတဲ့စတူခန်ရဲ့နေရန်တစ်ချက်ကတိတိတတ်တာကြီးထူထပ်နေတာကိုသတိထားမိတော့တာပဲဖြစ်ပါတယ်။အဲ့ဒီနေရန်ကိုခွဲခြေလိုက်တဲ့အချိန်မှာတော့အထဲမှာဟောင်းလွှဲနေတဲ့အင်ကြီးတစ်စီနဲ့ဆွေးမြေ့နေတဲ့အယိုးစုတွေကိုတွေ့ရှိလိုက်ရပဲဖြစ်ပါတယ်။မိသားစုတွေအနေနဲ့ကလွန်ခဲ့တဲ့12နှစ်ကပျောက်ဆုံးသွားခဲ့တဲ့သူတို့ရဲ့သားလေးဟာဒီနေရန်ထဲမှာပိတ်လောင်ပြီးအသက်ခံရလဲဆိုတော့သိချသွားခဲ့ရပါတယ်။ဒီဖြစ်ရလေးကိုကြည့်ချင်းအပြင်အန်ဒီရဲကတခါတလေမှာကိုယ့်ရဲ့အဝေးမှာရှိတာမဟုတ်ဘဲနဲ့ကိုယ့်ရဲ့အနာမှာရှိရဆိုတာပဲတတိယသိချင်ပါတယ်